ဦးလေးနာမည်လေးပြောပြပါအောင်ရှင် ဥယျာဉ်အောင်ခေါ်ပါတယ် ဦးလေးဘယ်မြို့မှာနေရလဲမသိဘူးရှင် ။တဲမြို့ဝင်နေပါတယ် ဦးလေးအသက်ဘယ်နှစ်နှစ်လဲမသိဘူး ။90နဲ့9နဲ့ ဦးလေးဒီပေါ့နော်မိမိစေအောင်ကြောတောက်နေလို့ကြားလို့ပါဒီဆေးလေးကိုပေါ့နော်ဟိုတောက်တာဘာဖြစ်လို့လဲဘာယောဂဖြစ်လိုက်လို့တောက်တာလဲဦးလေးက ငငယ်ယောဂကိုတချမ်းတည်တဲ့ယောဂဖြစ်လို့ပါ အော်ဟုတ် ကိုတချမ်းတည်သွားတာ ဘလို့လေးဖြတ်သွားတာလား လေးဖြတ်သွားပါရဲ့ အော်လေးဖြတ်သွားတာအဲ့လေးဖြတ်တော့ခါကျတော့ဦးလေးဘလို့အဲ့ရတဲ့လဲသလားဘလို့မျိုးခံစားရလဲပြပြပေးပါဦးလေးစဖြစ်ဖြစ်ချင်းဘလို့သိရအောင် ။အော်အဲ့ရတယ်မှာပထမဟိုဒါထိုင်းရနေပြီးတော့နောက်ပိုင်းစေးထိုးပြီးတော့အဲ့ဒါမိမိတင်သေးပဲကျွန်တော်စားပါတယ် ဟုတ်ဦးလေးလေးဖြတ်တဲ့ခါကျတော့ဟိုခန္ဓာကိုယ်မလှုပ်ရှားနိုင်တော့ဘူးလား ။မလို့ချနိုင်တော့ဘာမှကိုတချမ်းတည်သွားတာ ကိုတချမ်း ။ တည် သူများထူးမှထားတာ။သူများတွဲမှသွားတာ ဩစကားပြောနိုင်လား ။စကားတဲ့မပြီးဘူး။အခုစကားတွေပြီးတယ် ဟုတ် လက်တွေခြေထောက်တွေလက်တွေအကုန်ကောင်းလာပြီ ဟုတ်ကဲ့ဟုတ် ကိုယ်ရေးထုတ်ချတာကောင်းတယ်အလုပ်လည်းလုပ်နိုင်နေပြီ ဟုတ်ကဲ့ပါဟုတ် ဟော စစ်ဆွဲစားတာဘယ်လောက်လောက်ရှိလဲဘယ်နှစ်လားလောက်ရှိလဲ ၄လလောက်ရှိပါပြီ ဟုတ်ကဲ့